တို့ဒီနေ့အတွက်ဒါကျွန်တော်ပုံမှန်3ပွဲကောင်း3ချက်လေးလဲဒါတင်မှုအချိန်ရောက်လာပြီပေါ့နော်။ Okay ဒါဆိုလို့ရှိရင်3ပွဲကောင်း3ချက်ကဘယ်ပွဲတွေဖြစ်မလဲညီကိုတို့ဒါကြည့်လိုက်မယ်လို့တော့ထင်တယ်။ဒီဗီဒီယိုအဆုံးထိကြည့်မှဆိုညီကိုတို့တစ်ခုတော့ရသွားမယ်လို့တော့ထင်တယ်။ကျွန်တော်ဒါတေချောက်ပြောရတယ်ပေါ့နော်။ဒါကြောင့်ဆိုလို့ရှိရင်ဒါဗီဒီယိုအဆုံးမှာဒါတွေးမြင်လေးတွေဒါတွေးခေါ်လေးတွေတစ်ခုခုတော့တည်သွားလိမ့်မယ်ကျွန်တော်အဲ့ဒါတော့ပြောရတယ်ပေါ့နော်။ကဲညီကိုတို့။ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့3ပွဲကောင်း3ချက်လေးတွေကိုသဘောကျညီကိုတိုင်းရှိတဲ့ကျေးဇူးတူတင်ရှိပါတယ်ရှိရအောင်ညီကိုတိုင်းပေါ့နော်။ကျွန်တော်ဒီဒီနေရာနေစပြီးတော့ကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်။ကဲနောက်ထပ်နေ့တိုင်းလဲပေါ့နော်ဒါဆက်ပြီးတော့အားပေးနိုင်ကြပါစေလို့ဆုတောင်းမိပါတယ်ပေါ့နော်ကျွန်တော်လည်းနေတိုင်းတင်ပေးမှာပါညီကိုတို့အများနဲ့စောင့်မျှော်နေဖို့ဒါကျွန်တော် YouTube channel လေးကို subscribe လုပ်ထားပေးပါကျွန်တော် channel ကိုလည်းဒါ like follow လေးလုပ်ထားပေးဖို့ကျွန်တော်ဒါတောင်းဆိုချင်တယ်ပေါ့နော်ကဲဒါဆိုလို့ချင်းကျွန်တော်ရဲ့ဒါပွဲစဉ်လေးတွေကိုစကြည့်မယ်ဒီနေ့လည်းဒါ3ပွဲကောင်းကျွန်တော်ထပ်ပြီးတော့ရိုက်ပေးမယ်ပေါ့နော်ကဲဒါဒီနေ့3ပွဲကောင်းအတွက်ကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကောင်းတွေရှိတယ်ပေါ့နော်မစိုးပါဘူးဒီနေ့လည်းမရှိတဲ့ခြားရရပဲတကယ်တမ်းကြည့်ရမှာပေါ့နော်ရှိပါတယ်မရှိတာတော့မဟုတ်ပွဲစဉ်တွေကကဲဒါဆိုလို့ချင်း PSG ပွဲကိုကြည့်လိုက်အောင် PSG ပွဲကစမယ်ပေါ့နော် PSG နဲ့ Paris FC ဆိုတဲ့အကျဲပေါ့နော်ကဲဒီအသင်းမှာဆိုလို့ရှိရင်တော့သူတို့ကFrank Cup ဒါပြင်သစ်ဖလားပေါ့နော်ပြောရမယ်ဆိုပြင်သစ်ဖလားပွဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီပွဲမှာဘယ်လိုများဖြစ်ကြမလဲစဉ်းစားစီရတော့ဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီပွဲမှာဆိုလို့ရှိရင်Paris နဲ့ပေါ့နော် PSG ကပြီးခဲ့တဲ့ပွဲမှာတွေ့ထားတယ်ပေါ့နော်အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါဟိုပြင်သစ်ပေါ့နော်ဒါလီဂူ1ပေါ့လီဂူ1မှာသူတို့တွေ့ထားတာအဲ့မှာကြီးရှုံထားတယ် PSGကြီးမနိုင်တာဘူးနှလုံးတစ်လုံးနဲ့ပဲနိုင်တာတယ်ပေါ့နော်ဒါအိမ်ကွင်းမှာဖြစ်နေတာတော့မှကဲဖလားကွင်းမှာဘယ်လိုထပ်ဖြစ်လဲကြီးရှုံအောင်မလားကြီးရှုံပြီးတော့အနိုင်အဲ့လိုပဲကန်ဝါအောင်မလားစဉ်းစားစီရတော့ဖြစ်တယ်နော်ဒီလိုအဲ့တခုလို့ရှိတယ်ကြီးခေါ်တာတစ်ချက်ရှိုးကြည့်မယ်ပေါ့နော်ကြီးခေါ်တာကနှလုံးတရေသုံးလုံးအရှုံးလာပြမီဒီကြီးမျိုးလေးတွေလာပြီးတော့နော်သိတဲ့အတိုင်းဒါနှလုံးဆိုတရေသုံးလုံးအရှုံးဆိုရလာပုံစံလေးလာတယ်ပေါ့နော်ကြီးရှုံအောင်မြင်းနှန်းကန်နေဆိုရ PSG တကယ်တမ်းကပေါ့နော်ဒါပြီးမြတ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ပွဲစဉ်တွေတစ်ချောက်ဆိုလို့ရှိရင်လည်းအဲ့တပွဲကြီးရှုံထားတယ်အရှိပွဲမှာဆိုလို့ရှိရင်နိုင်လာတယ်နောက်တစ်ပွဲမှာကြီးရှုံထားတယ်နောက်တစ်ပွဲမှာဆိုလည်းကြီးရှုံတယ်လို့ပဲပြောရမယ်အနည်းဆုံးတော့တစ်လုံးသားစီလောက်ကတော့ဒါ PSG တို့ကနိုင်နေဆိုတော့အတွက်သူတို့နှလုံးတည်လောက်နေပဲခေါ်မှာကြီးတွေကိုပေါ့နော်တစ်လုံးအရှုံးနေနေပဲခေါ်မှာရှုံးမှာပဲအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်နောက်ပြီး1-1တည်ကြခဲ့တဲ့ Flamengo ပွဲမှာဆိုလို့ရှိရင်တော့ကြီးတော်ရှုံးသွားမယ်ပေါ့နော်ညီကိုတို့အားကြောင့်မလို့တရားတာကတော့ဒီပွဲမှာ PSG တို့ကြီးရှုံးမလားမာစီပွဲနဲ့ထပ်ပြီးကြီးရှုံးထားသေးတယ်ညီကိုတို့เนาะကြည့်မယ်ဆိုလို့ရှိရင်ရှေ့မှာလဲဒါဟိုသူတို့ရဲ့ဖလားပွဲပဲပေါ့เนาะဒါလည်းလောအောင်ကြည့်မယ်ဆိုလို့ရှိရင် Super Cup Final ပေါ့เนาะအဲ့ဒါကြတော့ကဲဒါဆိုလို့ရှိရင်ဒီပွဲမှာထပ်ပြီးကြီးရှုံးမလားသူတို့ရဲ့ထိတဲ့တက်ဆိုဖို့မှာကြည့်မယ်ဆိုလို့ရှိရင်တေချာပေါက် PSG ကပေါ့เนาะသူရဲ့အိမ်ကွန်းမှာဆိုလို့ရှိရင်တစ်ခါမှမရှုံးဘူးသေးဘူးနိုင်တာလဲ2-1ပဲတလုံးသားစီပဲအဲ့ထပ်ပူပြီးမှတွင်းနေကြအကြောင်းမရှိဘူးပေါ့เนาะဒါပေမဲ့အခုကြီးခေါ်တာကနှလုံးတည်ဆိုကြီးခေါ်ရတယ်နှလုံးအရှုံးဆိုကြီးထပ်ဖြစ်သွားတယ်เนาะစဉ်းစားကြတော့ဖြစ်ပြီ PSG တို့ထပ်ပြီးကြီးရှုံးမှာလားကျွန်တော်တို့နေမယ်ဆိုလို့ရှိရင်တော့ PSG ဆိုတာထက်ကျွန်တော်တို့ဒါဂိုးပေါင်းကိုကြည့်ရမယ်ပေါ့နော်ဂိုးပေါင်းကသူတို့ခေါ်ရတာက3လုံးအရှုံးဆိုတဲ့ဂိုးပေါင်းကိုခေါ်ရတယ်4လုံးကြတော့မှနိုင်မယ်ဆိုတော့4လုံးထိရောက်သွားဖို့ဒီနှစ်သင်းကတစ်ဖက်ကဂိုးသွင်းတစ်ဖက်ကလည်းဂိုးပြန်သွင်းအဲ့လိုဂိုးသွင်းတော့မှပြန်လည်သွင်းမှဂိုးပေါ်မယ်နေထားမှုရှိတယ်အများဆုံးသူတို့ရောက်ခဲ့တာ3လုံးပဲရောက်ခဲ့တာအဲ့ထက်ပိုပြီးရောက်အောင်မလားဒီတစ်ခေါက်တော့ PSG ကိုဟိုဘက်အသင်းကဂိုးတောင်သွင်းနိုင်မယ်ဆိုတာနေထားမှုမှမရှိတော့ဘူးလို့ကျွန်တော်ထင်မိတယ် PSG ဘက်ကကြီးပဲသွင်းရမယ်လို့ကျွန်တော်တွေးမိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်2-1 2-1နှစ်ခေါက်ဖြစ်ခဲ့တယ်နောက်ထပ်3ခေါက်မြောက်2-1ဖြစ်အောင်မလားမဖြစ်နိုင်ဘူးလို့ကျွန်တော်တော့ထင်တယ်ဒါကြောင့်မို့ဂိုးအောင်ကန်လိမ့်မယ် PSG တို့ဒါပဲရှိတယ်ဒီတော့တရားအဲ့ဒီခုပါနော်ကျွန်တော်အတွေးမြင်လေးတစ်ခုပါဒါကြောင့်ကျွန်တော်ကနေမယ်ဆိုလို့ရှိရင်ကျွန်တော်ဂိုးတစ်ပေါက်ကိုကျွန်တော်နေမိမယ်နောက်ပြီးတော့ဒါ PSG body နေရောက်ဖို့ကတော့ခက်ခဲတယ်ဒီကိုနော်နှလုံးတည်ရဆိုကြည့်ပါထပ်ပြီးကျွန်တော် PSG ကိုဘက်ကမိမယ်လို့ကျွန်တော်ထင်တယ်တစ်လုံးသားတည်တယ်ပဲနိုင်မယ်လို့ကျွန်တော်ထင်မိတယ်ဒါကြောင့်မို့ကျွန်တော်ဟိုဘက်အသင်း body ကိုနေမိမယ်ပေါ့နော် Paris FC ရဲ့ body ပေါ့နော်နောက်ပြီးဂိုးပေါင်းအောက်လေးကိုကျွန်တော်နေမိမယ်ဒီကိုနော်โอเคဒါကြောင့်မလို့ Paris FC နဲ့ဒါဂိုးပေါင်းအောက်လေးကတော့အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့တော့ထင်တယ်ဂိုးပေါင်းအောက်ကျွန်တော်နိုင်ငံပို့ပြီးသဘောကျလို့ခံစားရတယ်ပေါ့နော်ကဲဒါဆိုရင်နောက်တော့ပွဲစဉ်ကိုတက်ကြည့်လိုက်အောင်ကဲနောက်တော့ပွဲစဉ်တွေကျွန်တော်ရွေးပြီးထားတာကတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ပေါ့နော် Italy Serie A တွေကပွဲစဉ်တွေကိုကျွန်တော်ရွေးလိုက်တယ်ပွဲစဉ်ကတော့ဒါဂျူဗင်တက်နဲ့တွေ့ကြမဲ့ Cremonese တို့ရဲ့ပွဲစဉ်ပေါ့နော်ကဲ Cremonese တို့ရဲ့ဒါပွဲစဉ်မှာဆိုရှင်ဂျူဗင်တက်အင်ကွင်းရောက်ဂျူဗင်တက်နိုင်တယ်ဒါပြီးခဲ့တဲ့နှစ်ပွဲဆက်မှာဆိုရင်ဂျူဗင်တက်ကနိုင်ခဲ့တယ် Cremonese အိမ်ကွင်းမှာသူ့အိမ်ကွင်းမှာပေါ့နော်ကဲဒီတစ်ခေါက်မှာဘယ်လိုများဖြစ်မလဲဂျူဗင်တက်အိမ်ကွင်းကတော့မဆိုးဘူးနီကိုတို့ဒါအနိုင်ယူထားနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေမှာရှိတယ် Cremonese ဝေးကွင်းကိုကြည့်လိုက်တော့ Cremonese ဝေးကွင်းလည်းကောင်းတာမဟုတ်ဘူးဒီအသင်းကိုအခုတစ်ခေါက်ရှုံးမှလာဂျူဗင်တက်တို့ကြေးကြည့်ပဲညီကိုတို့ကြေးနဲ့ပဲဆုံးဖြတ်တော့မယ်ပေါ့နော်ခြေစွမ်းပိုင်းဆိုင်ရာကဂျူဗင်တက်ကိုပြစ်ပြီးရွေးလိုက်တာကဒါဘာမှလွတ်နေကြမလို့ဂျူဗင်တက်ကအသာစီးရတဲ့အရာမျိုးပဲပေါ့နော်ကဲဒါကြောင့်မို့ဒီကြေးလေးတွေချက်ရှိုးမယ်ကြေးရဘယ်လိုခေါ်ထားမလဲပေါ့နော်ဂျူဗင်တက်ကြေးခေါ်ထားတာကနှလုံး50နိုင်3လုံး50နိုင်နှလုံး50နိုင်3လုံး50နိုင်နှလုံးဆို50နိုင်နှလုံးဆိုလို့ရှိရင်အနိုင်တာပေးနေတာညီကိုတို့တစ်လုံးတာသီးနဲ့နိုင်ဖို့ကပုံများသွားပြီတခုရှိတာပေါ့နော်3လုံး50နိုင်ဆိုကြည့်ဂိုးပုံများသွားပြီညီကိုတို့ဒီပွဲစဉ်ရပါတော့ဒီကြပေါ့ကျွန်တော်ဂိုးပေါ်တစ်ပေါက်ကိုရွေးမိမယ်လို့တော့ထင်တယ်
3လုံးဒီရောက်မယ်လို့ကျွန်တော်တွေးမိနေတယ်နှလုံးအရှုံးတွေပါဖြစ်ရမှာတကယ်တမ်းကနှလုံးအရှုံးမဖြစ်ဘူးကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်နှလုံးအရှုံးမဖြစ်ဘူး3လုံး90နိုင်ဖြစ်တယ်ဒါ3လုံးဆိုတော့ပဲပြီးနိုင်တယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်ဂျူမီတက်အိမ်ကွန်းမှာတော့သူတို့တပွဲတွေ့ခဲ့တာ2စီးနဲ့ပဲနိုင်ခဲ့တယ်ပေါ့နော်ဂျူမီတက်ဒါနှလုံးတော့ပြတ်တယ်ဆိုတဲ့အနေထားပေါ်မှာရှိတယ်ဒါပေမဲ့ဒီတစ်ခေါက်နှလုံးပြတ်နိုင်ပါမလားကျွန်တော်ကတော့ပြတ်မယ်လို့တော့မထင်မိဘူးကျွန်တော်ကတော့တစ်လုံးသားစီးနဲ့ပဲနိုင်သွားမယ်လို့ကျွန်တော်ထင်မိတယ်နှလုံး90နိုင်ဆိုတော့90ရှုံးမယ်ပေါ့ဗျာကြည့်မယ်ဆိုတာတော့ရှင်းလိုက်မယ်ပေါ့ရှင်းပြီးတော့ကျွန်တော်တို့ဒါစုံစမ်းကြည့်လိုက်မယ်တစ်ဖက်အသင်း Creamoni body ကိုကျွန်တော်ကြိုက်တယ်နောက်ပြီးဂိုးပေါက်ဆိုလဲကျွန်တော်အပေါ်ပဲရွေးမိမယ်လို့တော့ထင်တယ်ဂိုးပေါက်ပေါ်နဲ့ Creamoni body ကတော့အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့တော့ထင်တယ်ပေါ့နော်ကဲဒါဆိုရင်နောက်ထပ်ပွဲကိုကြည့်လိုက်အောင်ပေါ့နော်ကဲနောက်တဲ့ပွဲစဉ်တွေရွေးချယ်ထားတာကတော့ကျွန်တော်ဒါ lead ဆုံးအောင်ရွေးပြလိုက်တယ်ပေါ့နော်ကျွန်တော်တခါတည်း Spain La Liga တဲ့က Celta Vigo နဲ့တွေ့ကြမယ်Slavia တို့ရဲ့ပွဲစဉ်ပေါ့နော်Sevilla တို့ရဲ့ပွဲစဉ်ပေါ့လာပြတော့ဖြစ် Sevilla တို့ရဲ့ပွဲစဉ်ပေါ့ကဲဒါဆိုရင်ဒီပွဲစဉ်ပေါ်ဘယ်လိုများဖြစ်မလဲဒါ Celta Vigo ကတော့ကောင်းပါတယ်ညီကိုတို့နော်မဆိုခြေစွမ်းပိုင်းဆိုင်ရာက Celta Vigo နည်းငယ်ပို့ပြီးတော့အားတာတယ်ဒါပေမဲ့ Sevilla ရဲ့ဒါအင်္ဂလိပ်မှာဆိုလို့ရှိရင်တော့ Sevilla ကပို့ပြီးတော့အားတာတယ်လို့ရှိတယ်ညီကိုနော်အဲ့ဒီခုတော့ရှိတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဒါပွဲစဉ်လေးတွေပေါ့နော်ရှင်မြန်ခဲ့တဲ့ပွဲစဉ်မှာဆို Celta Vigo အင်္ဂလိပ်မှာ Celta Vigo က Sevilla ကိုဒါနည်းငယ်ရုန်းကန်ပြီးနိုင်ယူလဲရတယ်Sevilla အင်္ဂလိပ်မှာဆို Celta Vigo နိုင်ခဲ့တယ်ဆိုပေမဲ့နောက်တစ်လက်ရှိပေါ့အင်္ဂလိပ်ကတော့စိုးရီတော့မဟုတ်ပေမဲ့ဒါပြီးခဲ့တဲ့နောက်ဆုံးကန်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Liverpool ကိုရှုံးခဲ့တယ်ပေါ့နော်ဒါကတော့တော်တော်ဆိုးတယ်ဆိုတဲ့အနေထားပေါ်မှာရှိတယ်ရှင်းနေမကောင်းသေးဘူး Celta Vigo ဝေကွန်းကောက်လာဝေကွန်းဆိုးဝေကွန်းကန်နိုင်တယ်ဆိုတဲ့အနေထားပေါ်မှာရှိတယ်အင်္ဂလိပ်တင်းလေးတွေကိုဒါဆွမ်းဆောင်ထားနေတယ်ဆိုတဲ့အနေထားတစ်ခုမှတော့ရှိတယ်ပေါ့နော်ကဲဒါကြောင့်မလို့ဒီပွဲစဉ်မှာနိုင်မယ်ဆိုတော့အတင်းတင်းကပွဲစဉ်မှာပေါ့နော်ဘယ်အတင်းနိုင်မလဲဆိုတော့ခံမှန်းရနေငယ်ခက်တယ်ဒါကြောင့်ဆိုတစ်ဖက်နဲ့တစ်ဖက်ကဒါအပြိုင်ဆိုင်လေးတွေရှိနေတယ်ပေါ့နော်ကြီးလေးတွေချက်ကြည့်မယ်ကြီးနဲ့ဆုံးဖြတ်ကြည့်မယ်ပေါ့နော်နောက်ဆုံးလူမျိုးခြေစွမ်းပိုင်းဆိုင်ရာကရှင်းပြခတ်တယ်လူမျိုးရှင်းပြခတ်တယ်ဆိုရင်ကြီးရတည်ရတဲ့အတိုင်းခေါ်လာပြန်ပြီပေါ့နော် level တည်ဆိုတဲ့ကြီးပါနေကိုလို့ဘာမှမထူးခြားဘူးပေါ့နော်တည်ရတဲ့အတိုင်းဘယ်သိနိုင်မလဲဆိုတော့မသိဘူးနှလုံး90ရှုံးဒါကိုအောင်မဲ့ကြီးလာပြီကိုအောင်မဲ့ level တည်ဆိုတော့ ZZ11 ဒီလောက်ပဲZZ11 ဟုတ်ရင် ZZ1Z ဒီလောက်ပဲသွားမယ်ဆိုတဲ့နေရာမှာပြောနေရပါတော့ဟုတ်လဲဟုတ်ပါတယ်အဲ့လောက်ပဲသွားမယ်ဆိုတဲ့အနေထားမျိုးမှာလည်းရှိတယ်Sevilla ကလည်းဂိုးသွင်းနိုင်တယ်ဆိုပေမဲ့လည်းဒီကောင်နဲ့တွေ့တဲ့အခါမှာတော့ဂိုးသွင်းမှုခက်ခဲတယ်ပေါ့နော် Sevilla အင်္ဂလိပ်မှာဆိုလို့ရှိရင်ဒါရောက်ခဲ့တာဟုတ်တယ်ဂိုးရည်အတွက်ရှိခဲ့ဘူးလေတစ်ဖက်တစ်ဖက်ဂိုးသွင်းခဲ့ဘူးလေဆိုပေမဲ့ပြီးခဲ့တဲ့နောက်ဆုံးတွေ့ခဲ့တဲ့ပွဲစဉ်မှာ Sevilla အင်္ဂလိပ်မှာက 1-0 နဲ့ Sevilla ကနိုင်ခဲ့တယ်ကဲ Celta Vigo ကနိုင်မအောင်မလားကျွန်တော်ကတော့အဲ့လိုတော့မထင်တော့ဘူး Celta Vigo အနေနဲ့နိုင်မယ်လို့တော့ကျွန်တော်မတွေးမိတော့ဘူးပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ဂိုးပေါ်သွားခဲ့တယ်ဒါပေမဲ့အဲ့ချိန်ကလည်း Sevilla ကလည်းအခြေအနေသိပ်မကောင်းသေးတဲ့အချိန်လည်းဖြစ်နိုင်တယ်Celta Vigo ကလည်းအခြေအနေမကောင်းတာကြောင့်အပြိုင်ဆိုင်ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ခိုးတွေသွင်းသွားခဲ့တာဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ရွေးချယ်မိမယ်ဆိုရင်အိမ်ကွင်းဆိုတာထက်ကိုကျွန်တော်ကိုအော်တဘောက်ကိုကျွန်တော်ပိုပြီးရွေးချယ်မိမယ်လို့ထင်တယ်ကိုအော်တဘောက်ကပိုပြီးရွေးချယ်စရာအကောင်းဆုံးတစ်ခုဖြစ်မယ်လို့တော့ထင်တယ်တည့်ရတိုင်းနှလုံး90ရှုံးတဲ့ချိန်မှာ ZZ1Z11 ဒီလောက်ပဲပေါ့နော်အဲ့ထက်ပိုပြီးမသွားနိုင်ဘူးလို့ကျွန်တော်ကတော့တွေးမိတယ်ညကိုနော်တစ်ဖက်ကတော့ဂိုးပေးရတယ်ဂိုးလည်းသွင်းတယ်နောက်တစ်ဖက်ကလည်းဒါဂိုးပေးရတယ်ဂိုးသွင်းတယ်ဟုတ်တယ်ဒီပွဲစဉ်နှစ်ခုမှာဘာကြောင့်အကြီးခေါ်တာလဲဂိုးအောက်မယ်ဆိုတဲ့ပုံစံမျိုးခေါ်ရတယ်လို့ပဲကျွန်တော်ကတော့ထင်နေဗျဂိုးပဲအောက်ကိုများတယ်ညကိုနော်အားကြောင့်ကျွန်တော်ဂိုးတစ်ပေါက်ကိုရွေးတယ်နောက်ပြီးတော့ဒါ body ဆိုရင်တော့ရွေးချယ်ခတ်တယ်ဗျညကို level 3ဆိုကြေးဆိုဖြစ်နေတဲ့အတိုင်းပဲပေါ့နော်ခေါ်ရတဲ့သူကကြတော့ level 3ကို Sevilla ခေါ်ရတာSevilla ခေါ်ရတယ်ဆိုတော့အမထူးလေးပဲနေပေါ့နော်နေလိုက်မယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့အတာတဲ့Celta Vigo ပဲကျွန်တော်နေလိုက်မယ်ပေါ့နော် Celta Vigo ကိုကျွန်တော်နေလိုက်ပါမယ်ကဲဒါဆိုရင်နောက်ဆုံးပွဲစဉ်တော့ကျွန်တော်ရွေးချယ်ပေးလိုက်တာက Celta Vigo body နဲ့ကျွန်တော်ကိုမအောင်ကိုရွေးချယ်ပေးလိုက်ပါလိမ့်ပေါ့ကြည့်ကြည့်ပေးညီကိုကျေးဇူးတင်ပါညီကိုကြပါလို့ကျွန်တော် stop ပေးပါဗျကျွန်တော်တိတ်ကို channel ဝင်ထားပဲတိတ်ကို channel မှာဆိုကျွန်တော်ဒါ VME နဲ့ပတ်သက်ပြီးတော့အကုန်အားလုံးပေါ့နော်ဒါကျွန်တော်ဒါ progress season တွေကစအကုန်လုံးတိတ်ကိုမှကျွန်တော်ကျင်းရဖြစ်တယ်ပေါ့နော်ဗီဒီယိုလေးလည်းကျွန်တော်နေတိုင်းမလွဲအောင်ကျွန်တော်တိတ်ကို channel မှာမြဲကျင်းကြနေပေးပါတယ်ဗျအားကြောင့်တိတ်ကို channel ဝင်လာတာအကျိုးမရဘူးလို့ကျွန်တော်ထင်တယ်ရှုပ်ပဲညီကိုကျေးဇူးတင်ပါညီကိုအားလုံးကျေးဇူးတင်ပါတယ်ဗျလုံးရကြပါစေ